ဆရာတော်ရှင်သူမြတ်ကြီးဖေတရားနာအပရိသတ်များ၏ကိုစားဘယ်တော့တေးတန်ရှင်လွယ်နန္ဒာမှတရားတောင်းခွင့်ပြုတော်မူပါရှင်ဖေဘဂဝါဇိနဝါဂီတာဘာသာယတာရဝနိယဣမလောကမုပါကတိတလောတိတိတုမုဒ္ဒယဝါဂီတာစကားအယပြပမာတုနာမချူမြမလိုရအောင်သို့သောမြတ်စကားတရားဖြစ်စေခွဲဝေချင်းစာဘာသာစရိယကုံတော်ရှိတော်မူသော